အားလုံးကပါမြန်မာ flower channel နဲ့ပြန်ပြီးကြိုလို့လိုက်ပါတယ်ဒီနေ့မှာတော့ဒီလိုမြန်မာ flower channel ကိုပြရမယ်လို့ရမယ်ဆိုတော့ပြောပြရလို့ပါတယ်ဟုတ်ကဲ့မြန်မာ flower channel ကဆိုရင်အခုမြန်မာ flower channel 1ဒါမြန်မာ flower channel 2ပေါ့နော်ဒါ flower channel 2ပါဒါတွေကိုအပြည့်လူတွေစကားပြောလို့မရပါဘူးဘာဖြစ်လဲဖြစ်လဲဆိုတော့အုံနာတွေနဲ့စကားပြောထားတာလို့ပါသူနေဒီမှာ flower channel နဲ့ဘက်ဝင်ကတော့အနေအောင်နော်โอเคဒါကတော့မြန်မာ flower channel နဲ့ဘက်ဝင်မှာဒီထဲမှာစကားပြောလို့လည်းရပါတယ်ပြီးရင်ကိုမသိရဲ့လူတွေကမြန်မာ flower channel 2မှာအပေါ်နားမှာကုတ်လေးချပေးတာပါတယ်အဲ့ဒီကုတ်လေးကူးပြီးတော့ဒီထဲဝင်လို့လည်းရပါတယ်ဒီကောက်ကနေဟိုဘက်ကျအကောက်တွေကိုလည်းဝင်လို့ရပါတယ်ပြီးရင်တော့တင်တော့စကားပြောချင်တယ်အခုကတော့အရောက်ဒီဆောင်လေးကိုပဲဖတ်ပေးကြပါဒါဆိုလဲဆိုတော့ဒါအကူညီပေးရပါဒီနေ့လူတဲ့ရထား2500မပြည့်ရှင်မီပေးနော်ဟုတ်ကဲ့ဒီဟာလေးကိုအရင်ဆုံးဝင်ပြီးမှမြန်မာ flower channel တစ်ပတ်ဝင်ကိုတစ်ပတ်ဝင်နဲ့တစ်ပတ်ဝင်ဝင်ပေးပါတစ်ပတ်2ကတော့ဝင်လို့မရပါဘူးအုံနာနေနဲ့စကားပြောပါအပလက်ဆိုအုံနာနေနဲ့စကားပြောထားရလို့ပါပြောရဝင်တဲ့လူအမှန်ကြကိုဒီအကောက်တဲ့ဒီဝင်တဲ့လူအကောက်ကိုဘယ်မှမယ်ရလေးလာပြောရပါပြီးရင်မနော်မြန်မာ flower channel ကိုပြီးအုံနာကတယောက်တည်းရှိရဲ့ဒါပေမဲ့လူကအုံနာမှာဒီမှာအခုပြအုံနာဒီမှာတကယ်ကိုကျေးဇူးတင်စကားပြောရတာပေါ့မဝေပင်စောက်ပုတ်ကြီးကိုကျေးဇူးတင်ပါတယ်ဗျာကြီးမသားက sorry လေးရဲ့အေးရောက်လို့ကြည့်လိုက်တော့အတန်လေးပြပေးရပါနော်ဟုတ်တယ်ဗျို့ကြီးကန်းတကောင်ရဲ့နှုတ်သီးတဲ့သဘောစံလေးပဲဗျာဘယ်ဟမ်မနက်မိုးလေးတောင်နဲ့ sorry လေးတို့ပေါင်းကြည့်တဲ့ကောင်းကြီးပေါင်းစားပြီးကိုမတ်နဲ့ကျုံနဲ့စင်မကိုပြန်ချလာတာပေါ့လမ်းရောက်တော့ကိုမတ်ကပြောတယ်ဗျာအုံနာကတော့ဒီမှာပေါ့ကြီးရောကိုကြီးမသားလို့ခေါ်တာကြီးကန်းတကောင်မရှိဘူးကွာအုံနာ2ယောက်ရှိပါပါကြီးကန်းကခဏလေးတော့ပြီးရင်အခုအုံနာတင်မဲ့လူကကျွန်တော်တို့ဖောင်လေးလာဖြည့်ပေးပါလို့ဒီ flower ဒီမှာ flower channel နံပါတ်2မှာဟိုကလေးလာဖြည့်ပေးပါအဲ့ဒီမှာဖြည့်တောင်းမှပါလေမှာပါလို့မြန်မာ flower မှာလည်းလာဖြည့်ပေးပါโอเคပါဒီကျွန်တော်ရဲ့မြန်မာ flower channel ပုံနာလို့မမြင်ပါဘူးမြန်မာ flower အငင်းမဟုတ်ဘူးကြာမဟုတ်ဘူးကြာဒီအခုကမြန်မာ flower farmခုတော့မြန်မာ flower channel ဖောင်ကိုလာပြီးပါဒီမြန်မာ flower channel ဖောင်လေးကိုဒီကျွန်တော်ရဲ့အကောင့်ထဲမှာလာဖြည့်ပေးပါဘာဖြစ်လဲဆိုတော့ဒီအဲ့ဒီအကောင့်ထဲမှာပဲဖြည့်လို့ရမှာမဟုတ်ဘူးပါမင်းရဲ့ဘောနော်တင်တို့ရဲ့အုံနာဖြည့်ပြီးရင်ပေါ့အုံနာတွေကမနနိုင်ထိုးလိုက်ရမနနိုင်ထိုးလိုက်ပေါ့မနေ့ကနိုင်ရနေညာနေလုံနိုင်ခွဲတီပါအုံနာတွေအတိအထိလိုက်တက်ပေးရမှာမယ်
အုံနာအဒီထိလိုင်းမတက်ပြီးတော့မသိတော့ပါဘူးဘာလို့ပြတ်တာဒီမြန်မာ flower channel အုံနာဖြည့်ပြီးဒီကောက်တယ်ပါအုံနာကောင်မှန်မှန်တော့ဒါမဲ့တင်တော့ဖောင်ဖြည့်ပြီးကျွန်တော်အောက်မှာစီကန်ချက်လေးရေးရအောင်လို့မှုလို့ပါကျွန်တော်တို့ဖောင်ဖြည့်ပြီးတင်တို့တွေကဖောင်လေးကိုပြန်ကူမှကြောက်တဲ့အတွက်ကြောင့်မို့ပါဘာရေးမလဲဆိုတော့ကျွန်တော်တို့ကနော်ဖောင်ဖြည့်သွားရင်တင်တို့ကကုတ်လေးနှစ်ခုခွဲချရပေးပါမယ်ကုတ်လေးပေါ့နော်အပေါ်ကကျွန်တော်ကုတ်လေးကိုလုတ်ပေးကြပါပေါ့ပြီးတော့တောင်းဆိုချင်ပါတယ်ပြီးရင်တင်တို့တွေကတစ်ခါတလေကြာရင်ဖောင်ဖြည့်ပြီးရတယ်လိုက်လုတ်တကြကွာတစ်ခါငါဆယ်ရတော့ပါတာတော့အဲ့လိုလည်းလက်ကွေးမရှိပါဘူးဒီဟာလည်းဝင်ပေါ့နော်အကုန်လုံးစီးကချက်လိုင်းလာပေးကိုအုံနာတွေကစပြောချင်ပါတယ်ကိုယ့်ရဲ့ဖောင်ကိုအထိထားမယ်ဆိုရင်ကိုယ်ပဲနာထားပဲနာထားတော့အဲ့လိုမျိုးတော့ရှိရတော့မှလို့ပေါ့နော်ကိုကတော့ထားချင်တဲ့အချိန်ထားလို့ရပါတယ်နားပြောမိရတော့တမ်းပါတယ်ဘာပေါ့မြန်မာ flower channel ကိုပြန်ရောက်ပါပါမယ်ဒီဖောင်ဖြည့်ပြီးဒီကောက်တယ်ကြိုက်တဲ့မျိုးလုပ်လို့ရပါဒါမဲ့ဆဲလို့တော့ဘာလို့မရအောင်ကအုံနာဆိုပြီးတော့လေကြီးလို့လည်းမရပါဘူးအဲ့ဒီအုံနာလေကြီးကြတဲ့လူကပါတခါတည်းအဲ့ဒီဖောင်တွေကိုပြန်ဖြည့်ပြီးတော့သူ့ကိုတခါတည်းဒီကောက်တယ်ကနေတခါတည်းထုတ်လိုက်မှာပါပြီးရင်ပေါ့နော်တင်တို့ဒီနေ့တင်တို့ဒီမှာပေါ့တင်တို့ဒီမှာဖောင်ဖြည့်သွားရင်တင်တို့ဖောင်ဖြည့်သွားရင်တော့တခြားဟာတွေတော့လိုက်လို့မရဖောင်ဖြည့်ပြီးဖောင်ဖြည့်တယ်လို့ပဲနေရပါမယ်အုံလာဆိုပြီးစကားလေးရဲ့ပြောပေးပါပြီးရင်မြန်မာ flower channel ကနေကြိုးကိုပါတယ်အဲ့လိုမျိုးလည်းပြောပေးပါလို့အဲ့လိုမျိုးပြောမှရမှာမို့လို့ပါပြီးရင်ပေါ့တင်တို့မြန်မာ flower channel ပြီးဟုတ်ကဲ့မြန်မာ flower channel ကနေပြန်လို့ကြိုဆိုလိုက်ပါတယ်အဲ့လိုမျိုးလေးပြောပြကြပါအုံနာဆိုပေမဲ့အကုန်လုံးကပြောရမှာပဲအခုအုံနာလိုတာမိန်းကလေးလားယောက်ျားလေးလားဆိုမိန်းကလေးက2ယောက်လိုတယ်ယောက်ျားလေးက5ယောက်ကိုပါလေအုံနာရဒီလောက်အများကြီးဘာလို့မလဲလို့ပြောရင်အုံနာကျွန်တော်ကအခုဒီ1နဲ့2မြန်မာ flower 1နဲ့2စားထောက်နာတာဆိုတော့အုံနာ9ယောက်လို့တယ်ဗျတယောက်ကမှာပေါ့စီကန်ချက်တွေလိုက်ရေးပေးရပါမယ်နောက်တစ်ခုကတင်တို့ပေါ့ဗာတခုခုကုတ်တွေလည်းချပေးရပါမယ်ပြီးရင်ဘယ်နှစ်လမှာတခုခုလုံးမယ်ဆိုတာလေးကိုတယောက်လုပ်ပေးရပါမယ်နောက်ထပ်တယောက်ကတော့ပေါ့နောက်ထပ်တယောက်ကတော့ဒီဟာကို like စောက်ကြည့်ပေးရပါမယ်တခုခုမှားရင်အဲ့ဒီစောက်ကြည့်နေတဲ့လူကတခုခုသိသွားရင်အဲ့ဒီလူကိုစောက်ကြည့်ထားလို့အဲ့ဒီကောင်ကဆဲလဲပါနေတယ်လာပြောပါမယ်အဲ့ဆိုရင်အဲ့ဒီကောင်ဒီတရားဝင်ကောက်တယ်တခါထုတ်မှာပဲဒီမျိုးပါမိန်းကလေးတယောက်ကဘာလို့မလဲဆိုတော့စကားပြောဖို့ပါနောက်တစ်ယောက်ကပေါ့မိန်းကလေး2ယောက်ကတော့မလို့တော့ပါဘူးဘာဖြစ်လဲဆိုတော့အုံနာအမအကြီးရသွားပါပြီအမပေါ့အုံနာဒါကတော့အုံနာမဟုတ်ပါဘူးမပါအုံနာဒါအုံနာတယောက်ပါနောက်တဲ့တယောက်ကတော့ဒီမှာပဲပြပါမယ်ဒီမှာ
အုံနာနောက်တဲ့တစ်ယောက်ဝင်နေအောင်သူကုန်မပေးရတယ်အုံနာဆိုမဲ့လေကြီးလို့တော့မရဘူးလေကြီးလို့တော့မရဘူးတင်တော့ဒီလိုမျိုးကကောက်တယ်ကိုပြန်ကူပြီးလာโอเคဟုတ်ကဲ့ပြီးရင်တော့ဒီအကောက်လေးကိုလည်းဝင်ပေးကြပါနောက်ပြီးရင်တင်တို့အုံနာတွေလုံးတစ်နေ့တိုင်းလောက်ခိုင်းပါမယ်ဘယ်လိုပဲကျေးဇူးတင်ပါတယ်ဒီဟာလေးကတော့အုံနာဘာပြောလဲမသိဘူးဝက်ချန်အုံနာခဏလေးသွားအောင်ဒီအကောက်တော့မှာဒီမှာ flower CHAT cat အုံနာတွေပဲပြောဖို့ရှိပါတယ်ဒီနောက်အုံနာရအရင်တတိထားပါပေါ့ဘာဖြစ်လဲဆိုတော့ဒီတော့ flower အုံနာတွေပဲဝင်ခွင့်ရှိတော့ပါတော့ပေးနေတယ်မလို့တော့စိတ်မတော့ကြရတယ်ဘာကြောင့်ဖေးမတင်လို့မျိုး flower အုံနာရလာပြီးခေါ်ပါခွင့်လည်းမရှိပါဘူးပဋိထားပေးပါလို့အားလုံးပဲဒါဒီကောက်ရောဒါမဲ့အုံနာတွေပဲဝင်ခွင့်ရှိရနော်အုံနာတွေပဲဝင်ခွင့်ရှိရဒီမှာမြန်မာ flower ချက်နဲ့တူးတော့တာnumber 1ကဒါnumber 1 okay bye bye